안녕하세요 여러분. 다음 코리아 랭귀지 스쿨 아니고요.ပြန်လည် ကြိုဆိုပါတယ်။ဒီချက် EPS တင်ယိုတစ်ရဲ့ meaning လေးတွေရဲ့ပြီးရင်အခုဆိုရင် EPS တင်ယိုတစ်ရဲ့တခန်းချင်းစီမွန်းလာချောင်းပိုလေးတွေကိုဒီချက်ကအသေးစိတ်ရှင်းပြပြီးတော့ပြောပြပေးနေတာပေါ့နော်။ဒီချက်ရဲ့သင်ခန်းစာလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်ဒီချက်က channel ထဲမှာ playlist လေးတွေခွဲပြီးတော့တေချာလေးလောက်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့여러분တို့အခမဲ့ဝင်ပြီးတော့လေ့လာနိုင်ပါတယ် channel လေးကိုအရင်ဆုံး subscribe လုပ်တော့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုမှာတော့ဒီချက်ကအခန်း16ချီခူဟာကီဆိုတဲ့အခန်းရဲ့မွန်းနွားချောင်းပုံလေးကိုရှင်းပြပေးသွားပါမယ်ချေတို့ဆောင်းနဲ့လိုက်ကြည့်မဲ့လူတွေကစာမျက်နှာ200ခွန်ကိုလိုက်ပြီးတော့ကြည့်မယ်နော်ကဲအခန်း16ရဲ့မွန်းနွားချောင်းပုံလေးကတော့한국의 주거 형태 한국ကိုရီးယားရဲ့ 주거ဆိုတာကျတော့ဒီနေထိုင်တာအိမ်ယာကိုပြောတာပေါ့နော် 형태가ပုံစံကိုပြောတာပါအဲ့တော့ကျတော့နေထိုင်တဲ့အိမ်ပုံစံပေါ့ကြည့်ကြည့်အောင်ဒါလေးကတော့ဒီခန်းကတော့ဘဟုတုတပါပဲเนาะနည်းနည်းလေးတိတ်ပြီးတော့ခက်ကောင်းခက်လိုက်မယ်ပြီးရင်နည်းနည်းလေးပြင်းစရာတော့ကောင်းတယ်ပေါ့เนาะဒါပေမဲ့ကြည့်ကြည့်အောင်ချေတို့한국에서는ကိုရီးယားမှာတော့တဲ့ 어느 도시에 가더라도 어느ဆိုတာဘယ်ကိုပြောတာ도시မြို့တွေကိုပြောတာအဲ့တော့ဘယ်မြို့ကိုပဲတဲ့ 가더라도တွားဘယ်မြို့ကိုပဲတွားတဲ့ 아파트를 apartment တွေဒီတိုက်ခန်းတွေကို쉽게 볼 수 있습니다လွယ်လွယ်ကူကူတွေ့နိုင်ပါတယ်တဲ့ 대규모 아파트 단지가 많고 대규모ဆိုတာကျတော့အရွယ်စားကြီးမားတာ아파트 단지အဲ့တော့ကြတော့တိုက်ခန်းကသူတို့နိုင်ငံတွေမှာဇလန်းတွေထဲမှာမြင်မှုပါလိမ့်မယ်တိုက်ခန်းဆိုတစ်ခုတည်းထီးထီးရှိနေမှာမဟုတ်ပဲねဒီအိမ်ယာလိုပုံစံမျိုးပေါ့နော်တိုက်ခန်းနာမည်နဲ့သူတို့ဒီအတွဲလိုက်ကြီးပေါ့ပုံစံလိုတိုက်ခန်းအတွဲလိုက်ကြီးအဲ့ဒါကို 아파트 단지 လို့ခေါ်ပါတယ်အဲ့တော့ကြတော့ကြီးမားတဲ့ဒီတိုက်ခန်းအိမ်ယာတွေကတဲ့များပြီးတော့고층 아파트 고층ဆိုတာကကျတော့အထက်မြင့်ကိုပြောတာပါအထက်က30ထိလည်းရှိရင်35ထိလည်းရှိရင်ပေါ့နော်အဲ့လိုမျိုးအထက်မြင့် 아파트 တိုက်ခန်းတွေလည်းပဲ빠르게မြင့်ဆန်းဆန်းပဲတဲ့늘고 있습니다တိုးလာပါတယ်အရေးအတွက်များလာတယ်တဲ့구토교통부의 구토교통부가ဒီကျတို့ဆောက်လုပ်ရေးနဲ့ဒီအိမ်ယာပေါ့နော်အိမ်ယာဆောက်လုပ်ရေးနဲ့လက်မှတ်ဆက်သွယ်ရေးဒီဌာနကနေပြီးတော့တဲ့2022년 주거 실태 조사 အဲ့တော့2022ခုနှစ်မှာဒီနေထိုင်မှုနဲ့ပတ်သက်တဲ့စစ်တမ်းကောက်ချက်အရတာလွမြောင်အဲ့ဒီအရာဆိုရင်တဲ့ 아파트 거주 비율은 တိုက်ခန်းတွေမှာခေါ်ကျနေထိုင်တဲ့ PU ဆိုတာအချိုးကိုပြောတာပါအချိုးကတဲ့ 51.9% 51.9% ရာခိုင်နှုန်းအနေနဲ့ 전체 ဆိုအားလုံးကိုပြောတယ်အဲ့တော့ကျွန်တော်တနိုင်ငံလုံးပေါ့နော်အားလုံးရဲ့တဲ့ခါကူကကြဒီမှာကျွန်တော်ကအင်အောင်ပရိဘောဂါကိုပြောမှာမဟုတ်ပါဘူးမိသားစုကိုပြောတာပါအဲ့တော့အားလုံးမိသားစုအားလုံးရဲ့절반이 넘습니다 절반ဆိုတော့တဝက်ကို 넘습니다ကျော်ပါတယ်တဲ့ 아파트는ဒီတိုက်ခန်းတွေက생활이 편리하고 생활နေထိုင်မှုဘဝက편리하고 따뜻하다ဖြစ်ပြီးတော့ 보안 시스템이 잘 갖추어 있어서 보안 시스템ဆိုတာကျတော့လုံခြုံရေးစနစ်ကိုပြောတာပါလုံခြုံရေးစနစ်တွေလည်းတဲ့ 잘 갖추어 있어서တိတိကျကျရှိတဲ့အတွက်ကြောင့်မလို့ထားရှိတဲ့အတွက်ကြောင့်မလို့많은 사람들이 좋아합니다လူတွေတော်တော်များများက 좋아합니다ကြိုက်ပါတယ်သဘောကျကြပါတယ်တဲ့ပြီးရင် 마트မတ်တွေ운동시설ဆိုတာလေ့ကျင့်ခန်းလုပ်လို့ရတဲ့နေရာတွေပေါ့နော်အဲ့တော့ချင်းနေတို့ဒါမှမဟုတ်ရင်တို့အဲ့ထဲမှာယောဂလုပ်လို့ရတဲ့နေရာတွေတို့ရေကူးကန်တွေတို့ဒါမျိုးပေါ့ပြီးရင်အနီးနားမှာတင်မဲ့ပန်းခြံအသေးလေးတွေဒါမျိုးလေးရှိရပေါ့နော်같은အဲ့လိုမျိုးတဲ့편의시설တနေလို့ရတဲ့ facility တွေရှိတဲ့အတွက်ကြောင့်မလို့ရှိပြီးတော့ 편의시설과အဲ့ဒါတွေနဲ့တဲ့가급 학교အဲ့တော့ 학교ကတော့ကျောင်းဆိုတာချဲလို့တည်တယ် 가급ဆိုတာကသူ့ရဲ့အလဲသူ့ရဲ့အဆင့်အတန်းအလိုက်ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့မူလတန်းဆိုမူလတန်းအလယ်တန်းဆိုအလယ်တန်းအထက်တန်းဆိုအထက်တန်းမူကြိုဆိုမူကြိုပေါ့သူကလည်းသူ့အဆင့်နဲ့သူ 가급 ဆိုတာချဲတော့ level အဆင့်ကိုပြောတာပါအဲ့တော့သူ့အဆင့်နဲ့သူကျောင်းနေ level တဲ့ 가까운 곳에 있는 것도ဒီတိုက်ခန်းနေနဲ့အနီးအနားမှာရှိတဲ့အရာကြောင့်မလို့ 아파트를တိုက်ခန်းတွေကို 선호하는 이유 중 하나입니다. ရွေးချယ်ရတဲ့အကြောင်းရင်း 선호하는
ဒါဦးစားပေးတယ်ပေါ့နော်ဦးစားပေးရွေးချယ်ရတဲ့ EU အကြောင်းရင်းတွေကဂျွန်းအထဲကမှာဟနာအီမီတာတစ်ခုဖြစ်ပါတယ်အဲ့တော့ကြတော့ဒီနေထိုင်မှုမှာတိုက်ခန်းတွေကိုရွေးချယ်ရတဲ့အကြောင်းရင်းတွေကတစ်ခုကဘာဖြစ်မလဲခုနကလိုမျိုးတန်းတောင်းတတာရှိရဲလုံခြုံရေးစနစ်တွေကောင်းတယ်ပြီးတော့ရင်ကျောင်းလည်းမိနာနာမှာရှိရတဲ့အတွက်ကြောင့်မလို့လူတော်တော်များများကရွေးချယ်ကြပါတယ်ဆိုတဲ့သဘောပေါ့ပြီးတော့ရင် EHB ဆိုတော့ဒါနဲ့ရှင်းလိုက်မယ်ဆိုရင်ဆိုခုနကတော့တိုက်ခန်းနဲ့ပြန်ပြီးတော့ရှင်းမယ်ဆိုရင်တဲ့ထန်တုတ်ဂျူထက်ကထန်တုတ်ဂျူထက်ဆိုတာကျတော့ထန်တုတ်ဆိုတာကတူးတစ်ယောက်တည်းကိုပြောရဂျူထက်ကလည်းလူနေအိမ်ပြောကြထားပါလဲဆိုလုံးချင်းအိမ်ပေါ့နော်လုံးချင်းအိမ်တွေမှာခေါ်ကျူဟာနဲ့နေထိုင်တဲ့ VU ခုနကအချိုးအစားကတော့တဲ့ချွန်ချက်ခါကူပဲအားလုံးဒီမိသားစုအားလုံးနေဒီနေထိုင်တဲ့မိသားစုတွေအားလုံးရဲ့30 Pro တို့အန်သွင်းမိသား30ရာခိုင်နှုန်းတောင်မပြည့်ဘူးတဲ့ခုနကတော့ကျတော့အပေါ်မှာပြောခဲ့တော့ကတိုက်ခန်းတွေမှာနေတဲ့ဥစ္စာ90ရာခိုင်နှုန်းတောင်ကျော်တယ်အဲ့တော့တော့တောင်ကျော်တယ်ဒါပေမဲ့ဒီလိုမျိုးကိုပိုင်အိမ်ပေါ့လုံးချင်းအိမ်တွေမှာနေတဲ့လူက300ရာခိုင်နှုန်းတောင်မရှိပါဘူးတဲ့이처럼ဒီလိုမျိုး단독주택에 사는 가구의 비율은 낮지만အဲ့တော့လုံးချင်းအိမ်ယာတွေမှာနေတဲ့မိသားစုရဲ့အချိုးအစားကတော့ 낮지만နဲပေမဲ့နှိမ့်ပေမဲ့ပေါ့နော်최근လက်တလောမှာဆိုရင်노년층은 중심으로 노년층ဆိုတာကျတော့တက်ကြီးရွယ်အိုတွေကိုပြောရပါတက်ကြီးရွယ်အိုတွေကို 중심으로 အဓိကထားပြီးတော့တဲ့자연환경이 좋은 자연환경ဆိုတာသဘာဝပတ်ဝန်းကျင် 좋은 가운데 도시 근교에 도시 이 묘러리에 근교 사실은 근처에 두고 봐ပဲအနီးနားပေါ့နော်အဲ့တော့မြို့တွေရဲ့ဘေးနားကပ်လျက်ဘယ်လိုပြောမလဲမြို့အပြင်လည်းမဟုတ်ဘူးအဆက်ပေါ့နော်မြို့အဆက်လေးပါနေအဲ့လိုမျိုးအနီးနားစင်ကျင်ဖုံးရက်ွက်တွေမှာပေါ့နော်ချောင်းဝမ်းဂျူထက်ကချီကိုချောင်းဝမ်းဂျူထက်ဆိုတာကနှလိုပဲဒီကျတော့မီးရတယ်မီးလဲလာမယ်တခါတည်းအိမ်ထဲမှာပဲဒီမှာသူကလည်းတီးတီးတန့်တန့်လေးရှိတယ်ကိုပိုင်အိမ်လေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကိုစောက်ပြီးတော့စိမ်းဝါးဟာတဲ့စားရမ်းတယ်နေထိုင်တဲ့လူတွေကတော့ချိုးကွန်းရှိနည်းနည်းစီနေကိုအစ်စမီတာများလာပါတယ်တဲ့အဲ့တော့မြို့ပြင်လေးမှာထွက်ပြီးတော့ကိုပိုင်အိမ်လေးနဲ့ကိုယ့်ကိုနေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တောင်းရင်ကြည့်အောင်နောက်တစ်ခုက 이외에ဆိုတော့ကြတော့ဒီဟာတွေအပြင်ဒါအပြင်보통ပုံမှန်အားဖြင့်နဲ့빌라라고 부르는 빌라လို့ခေါ်ကြတယ် 단체 대주택이나 연립주택 အဲ့တော့ 단체 대주택နဲ့ 연립주택ဆိုတာဘာပြောရလဲဆိုတော့အခုခေတ်အလွယ်ခေါ်ရင်빌라လို့ခေါ်တယ်ပေါ့နော်သူကကြတော့ဘယ်လိုလဲဆိုတော့ချဲတို့မြန်မာတွေလို့ပြောရရင်တိုက်ခန်းတော့လည်းမဟုတ်အိမ်ဒါပေမဲ့အိမ်ကမှသူက2ထပ်3ထပ်ပေါ့နော်2ထပ်3ထပ်အိမ်ဒါဆဲထဲချူထက်ဆိုတာသူကဒီမိသားစုတစ်စုလုံးနေတယ်အဲ့ဒီအိမ်မှာဒါပေမဲ့ထားပါတော့အဖိုးအဖွားအပေါ်3ထပ်မှာနေတာလို့ပြီးရင်သူ့ရဲ့အောက်ကတားကြီးရဲ့မိသားစုကအလယ်ထပ်မှာနေတာလို့တားငယ်ရဲ့မိသားစုဒါမှမဟုတ်သမီးရဲ့မိသားစုကအောက်3ထပ်မှာနေတာလို့သူကလည်းသူခွဲပြီးတော့နေတယ်ကွာဒါပေမဲ့ဒီတအိမ်ထဲမှာပဲသူ့ဖာနဲ့သူခွဲပြီးတော့မိသားစုတစ်ခုစီပေါ့နော်ဒါဆဲထဲချူထက်ဆိုတာဒီဆွေမျိုးဆက်ဘယ်လိုပြောမလဲတားစီမြေးဆက်ပေါ့နော်အဲ့လိုမျိုးစုနေတဲ့လုံးချင်းအိမ်တွေဒါမှမဟုတ်ရင်ရောင်လိဖြူထက်ဆိုတာလည်းအဲ့လိုမျိုးပဲဆွေမျိုးတော်ချင်းမှတော့တော်မယ်အဖတ်ချစ်လိုမျိုးတိုက်ခန်းလိုမျိုးကြီးလည်းမဟုတ်ဘူးအိမ်ပဲလုံးချင်းအိမ်ပေါ်မှာ၄တက်ရှိရင်ရှိမယ်၅တက်ရှိရင်ရှိမယ်ပြီးရင်အဲ့ဒီတစ်ထပ်မှာအခန်းခွဲပြီးတော့မှပေါ့နော်ဟိုဘက်ချမ်းဒီဘက်ချမ်းနဲ့ဒီလိုမျိုးပုံမှန်စုပြီးတော့ပေါ့စောက်ပြီးတော့နေကြတဲ့ဟာတွေအဲ့ဒါမျိုးကိုရောင်လိဖြူထက်အဲ့ဒီမှာတဲ့စားနေတဲ့ခါကူတို့မိသားစုဝင်ကလည်း 전체အားလုံးရဲ့ဒီချေတို့အကုန်လုံးရဲ့ခန့်မှန်းကြီး 10%를 차지하고 있습니다. 10%ကိုပဲသိမ့်ပိုက်ထားပါတယ် 차지하다ဆိုတာကျတော့သိမ့်ပိုက်တယ်ပေါ့အဲ့တော့ဒါ 10%ပဲရှိပါတယ်လို့ပြောတာအဲ့တော့အဲ့ဒီပုံစံလေးကိုကျတော့အောက်မှာကြည့်ကြည့်အောင်ဒီလိုမျိုးပေါ့နော်အခုမြင်နေရတယ်ဒါတွေကတိုက်ခန်းနေလားဆိုတိုက်ခန်းနေမဟုတ်ဒီလိုမျိုးကျတော့အထက်မြင့်တိုက်ခန်းတွေကမှ तू ကဒါ construction ပေါ့ဒါမှမဟုတ်လဲ company ပိုင်ရှင်ရောင်းပြီးတော့တိုက်ခန်းတစ်ခုချင်းစီမှာသူကနေတယ်အဲ့ဒီတော့ကြောင့်မို့ဒီတိုက်ခန်းမှာပါလဲသူတို့ကပ်ပါကင်တွေပါရှိမယ်ပြီးတော့ရင်တိုက်ခန်းနဲ့ပတ်သက်ပြီးတော့တန်ရှင်းရေးလို့လုံခြုံရေးလို့ဒါမျိုးတွေရှိမှာပေါ့နော်
ဒီလိုအိမ်နေရကြတော့အဲ့လိုမျိုးတော့မရှိဘူးကိုပိုင်အိမ်လိုမျိုးပဲထားမယ်ခုနကချဲလို့ပြောလိုမျိုးပဲသူ့ထက်နဲ့သူ့မိသားစုနဲ့သူနေတာပေါ့သူကတစ်ထက်မှာကိုပဲတကားပေါက်တစ်ခုစီပါတယ်ပေါ့နော်အဲ့တော့အပေါ်တက်ကလူနဲ့အောက်ထက်ကလူနဲ့မိသားစုလည်းဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီမြို့ထဲမှာရှိတဲ့ပုံမှန်အိမ်လေးတွေကိုချူထက်လို့ခေါ်ပါတယ်ပြီးတော့နောက်ဆုံးကျန်တဲ့ဟာကြည့်ကြည့်အောင်ချွဲသွင်းတယ်နော်လက်တလုံးမှာတော့ eating ခါကူ eating ဆိုတာတအုံးတစ်ယောက်တည်းနေတဲ့ခါကူမိသားစုဆိုတော့မိသားစုလို့တော့ပြောလို့မရတော့ပါဘူးတယောက်တည်းနေတဲ့သူတွေပေါ့ချင်းကားဟာမြောင်ဆိုတိုးတက်လာရင်းနဲ့တဲ့학교나 직장 근처에ကျောင်းနေဒါမှမဟုတ်ရင်직장 근처에အလုံးရဲ့အနီးတစ်ဝိုက်မှာ one room 미나 office ထဲ one room ဆိုတာကျတော့တခန်းနဲ့အင်္ဂလိပ်လို one ရဲ့ room ရဲ့အခန်းတစ်ခန်းဆိုတဲ့အဓိပ္ပာယ်ပါပဲတခန်းနဲ့အကုန်လုံးပြီးတဲ့ဟာပေါ့ office ထဲရလည်းတူတူပဲရုံးခန်းလိုပုံစံမျိုးမှာလူနေလို့ရတဲ့နေရာပေါ့နော်အဲ့ဒီနေရာတွေမှာစားနေထိုင်နေတဲ့젊은 사람들이လူငယ်တွေ늘고 있습니다များလာပါတယ်တဲ့ one room 이나 officeထဲသူခုနကပြန်ပြီးတော့ရှင်းပြပေးထားတယ်ဒီ one room လို့ office ထဲလို့ဆိုတာဘယ်လိုလဲဆိုတော့တဲ့침실이나 침실အခန်း화장실အိမ်သာ厨房ဆိုတာမီးဖိုချောင်းပေါ့နော်မီးဖိုခန်းကဟန်ခုံခန်းနဲ့တနေရာထဲမှာနေရာတစ်ခုထဲမှာပဲအပြီးရှိတယ်အခန်းတက်ကြီးဖွဲ့ထားတာကန့်ထားတာမျိုးမဟုတ်တော့ဘဲနဲ့နေရာတစ်ခုထဲမှာis어ရှိပြီးတော့တဲ့ဖြောင်းလေးဟာကိုတတောင့်တတာဖြစ်တယ်ပြီးရင်ဖေးစုချော်ကကျတော့မဖြစ်မနေလိုအပ်တဲ့ခါချောင်းချေဖုံးဆိုတာကဒီအိမ်တွင်းသုံးပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေပေါ့ထားပါတော့မီးဘိုးတို့ထမင်းဟင်းချက်တဲ့မီးဘိုးတို့ပြီးရင်အဲကွန်ပါမယ်ပြီးရင်ဗီဒီယိုတွေကတင်နေပြီးတော့ရင်ပြီးတော့ပါရှိမလဲကျတော့အဝိရှော်ဇက်လို့ပါညာပေါ့နော်အဲ့ဒါတွေကတဲ့ခူပြီးထွေရောအင်းတက်ဆင်ထားတယ်အစင်သိတစ်ထက်မှာရှိတဲ့အတွက်ကြောင့်မလို့ဖြောင်းကမနာခူပြီးထွေရောအင်းဖြောင်းကမနာအစင်သိရှိတဲ့အခန်းတွေပို့ပြီးတော့များတဲ့အတွက်ကြောင့်မလို့ခွန်ချာစားလန်းစားလမ်းတဲ့ကဲတယောက်ထဲနေတဲ့လူတွေအတွက်အင်္ဂိကကျူစမီတာတကယ်ကိုပဲလူကြိုက်များနေပါတယ်ကောင်းနေပါတယ်ပေါ့နော်အဲ့တော့ဒီမှာပုံစံလေးနမူနာပြထားတယ်ဒီမှာတကားပေါက်ကနေဝင်မယ်ပေါ့ကျတော့ဒီဘက်မှာဒီအောက်ကဆိုရေခဲတစ်တာဖြစ်လိမ့်မယ်ဒီပေါ်မှာsorry အောက်ကကြတော့အဝိရှော်သက်ဖြစ်လိမ့်မယ်ပြီးရင်ဒီပေါ်မှာဟင်းချက်ပါညာနဲ့ဒါမိမှုခန်းလေးပြီးသွားအောင်မြင်နေရတယ်ဟောဒီဘက်ကပြန်ပြီးတော့ခတင်နဲ့ပါနေပေါ့တခန်းထဲမှာနေအပြီးကွာရေချိုးကန်းအိမ်သာပါမယ်ထားပဲပေါ့ one room ပေါ့နော်ကျတော့လဲဟိုမှာကြောင်းတက်တယ်ပြီးရင်များသောအားဖြင့်အမှအလုပ်သွားလုပ်မယ်ပါညာဆိုဒီလို one room မှာပဲနေကြတာများပါတယ်အခန်းထဲမှာပဲတခါရဲ့ facility အပြည့်နဲ့ပေါ့အဲ့လိုမျိုးတယောက်တည်းတူတယ်တချို့ကြလဲတငယ်ချင်းနဲ့ပေါင်းနေတယ်ပေါ့နော်အဲ့လိုနေတဲ့အရန်အဆင်ပြေတဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်းလူငယ်တွေကကြတော့အဲ့လို one room လို့ office တဲလို့နေရာမျိုးမှာပဲများသောအားဖြင့်နေကြပါတယ်တဲ့အဲ့တော့ဒီဟာလေးကတော့ဘဟုတုတပါပဲစိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့ရှိမှာဘယ်လိုလေးအနေထားရှိလဲဆိုတာပေါ့နော်ကဲအဲ့တော့ဒီဗီဒီယိုလေးကရောဘုံတို့အတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဒီ channel တူတူနောက်ထပ်သင်ခန်းစာတွေကိုနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ရောဘုံ